အသက်14နှစ်အရွယ်ကောင်လေးတူသည်အခြားသောအသက်အရွယ်တူလူငယ်များစိတ်ဝင်စားမှုအသစ်များရှာဖွေနေချိန်တွင်မိမိစူးစမ်းလိုစိတ်ကိုကဘာအနှံ့အာယုံစိုက်လာရသည့်အသက်ငယ်တီထွင်မှုတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။သူတီထွင်ထားသော app သည်အလိုအလျောက်ထောက်လန်းသုံးသပ်မှုစနစ် AI ကိုအသုံးပြု၍နှလုံးဆိုင်ရာအချက်အလက်များကိုစက္ကန့်ပိုင်းအတွင်းစီးစစ်ပေးနိုင်တာဖြစ်ပါတယ်။ အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့တွင်ကြဲကြဲပြန့်ပြန့်စမ်းသပ်စစ်ဆေးမှုများအရာတိကျမှုနှုန်း96%ကျော်အထိရရှိပါတယ်။ လူနာ18500ကျော်တွင်ယခုပြီးခဲ့သည့်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်ကအလုံးရောဂါအတွက်အမြန်စစ်ဆေးရေးကိရိယာအဖြစ်ဆေးဘက်ဆိုင်ရာပညာရှင်များဟာစူးစမ်းလေ့လာနေကြပါတယ်။ချမ်းသာရေးဆောင်ရှောက်မှုဆိုင်ရာစမ်းသပ်တည်ထွေမှုများသည်မမျှော်လင့်ထားသောနေရာများမှလူငယ်များ၏စိတ်ကူးစိတ်တမ်းများနှင့်လက်လန်းမိနိုင်သော AI ကိရိယာများ၏အစွမ်းဖြင့်တဆဆက်ကြီးပိုမိုလာစေရန်ဦးတည်နေတာကိုညွှန်ပြနေပါတယ်။